အောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်ဖို့အတွက်ဘယ်အရေးကြီးဆုံးအကြောင်းအရာအချက်တစ်ခုကိုရွေးပြပါဆိုဘယ်ချက်ဖြစ်မယ်လို့ထင်လဲအောင်မြင်မှုအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှုံးမအောင်မကြောက်တဲ့သူတိုင်းကတော့အောင်မြင်နိုင်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဆိုလို့ရှိရင်လည်းဒါဒီလိုမျိုး casting တွေလည်းအများကြီးဝင်ဘူးတယ်အများကြီးလည်းရှုံးခဲ့ဘူးတယ်ပေါ့နော်ဒီပွဲမှာလည်းကျွန်တော်နိုင်မလားရှုံးမလားဆိုတာလည်းမသိတဲ့အခြေအနေတစ်ခုကိုဒါစွန့်စားပြီးတော့လာတာဖြစ်တဲ့အတွက်ရှုံးမအောင်မကြောက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အကုန်လုံးအောင်မြင်နိုင်ပါတယ်လို့ဟုတ်ဒီပွဲအတွက်ကိုယ့်ရဲ့ယုံကြည်မှု percentage အနေနဲ့ဘယ်လောက်ရှိလဲ100% ရှိပါတယ်ခင်ဗျဟုတ်ကျွန်တော်လည်း 100% ရှိပါတယ်အဲ့ဒါမဲ့ထက်မြက်မင်းအောင်ပါခင်ဗျထက်မြက်မင်းအောင်ထက်မြက်မင်းအသက်တော့မှာအသက်ကတော့23နှစ်ပါခင်ဗျအဲ့တော့ဒီမှာကိုတို့ညီလေးကိုအချိန်2မိနစ်ပေးထားတယ်အဲ့2မိနစ်အတွင်းမှာပြင်ဆင်လာတဲ့သရုပ်ဆောင်မှုတစ်ခုကိုလုပ်ပြဟုတ်မလားဟုတ်ကဲ့မင်းကကြိုးတွေတုတ်ထားတာတောင်မှပဲထွက်ပြေးကျင်သေးရဘောလားဟမ်အခုလိုမျိုးမင်းကိုဖမ်းချုပ်ထားတယ်ဆိုတာငါနားမှာရှိနေတဲ့ယတိကိုမင်းလှုပ်သွားမအောင်ငါမလိုချင်လို့ရှင်းလားမင်းလိုကောက်မျိုးနဲ့ယတိနဲ့တန်လို့လားနည်းနည်းလေးမှတော့မတန်ဘူးမင်းကိုအခုကငါကြိုးတုပ်ရုံပဲတုတ်ထားတာနော်ညတွေအိမ်ပြန်မလာပဲနဲ့ရှောက်သွားနေတယ်ဆိုတာအဲ့ကောင်မနဲ့ပဲမလားအဲ့ကောင်မနဲ့ပဲမလားလို့အခုတော့ကျမရှင်ပြေးလို့မရဘူးချုပ်လိုက်ပြီလေအဲ့ဒီကောင်မနဲ့မပတ်သက်ပါနဲ့မောင်ရဲ့နော်ရှစ်ကြီးကိုဆိုလဲဆိုထိုးရှစ်ကိုပြီးတော့တောင်းမှန်ပါတယ်အဲ့ဒီကောင်မနဲ့မပတ်သက်ဖ ೇನೆ နေပေးပါနော်ကရပါပြီအမျိုးလောက်တာပဲဟုတ်ကျေးဇူးပါခင်ဗျာဟုတ်ကျေးဇူးပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါခင်ဗျတားနာမယ်ဟုတ်ရဲသွေးတီဟာပါခင်ဗျရဲသွေးတီဟာဆိုတော့ရဲသွေးတီဟာအချိန်2မိနစ်ရတယ်အဲ့ဒီ2မိနစ်အတွင်းမှာမင်းစိတ်ကူးလာတဲ့ပြင်ဆင်လာတဲ့သရုပ်ဆောင်မှုတစ်ခုကိုတို့လုပ်ပြမိမဆိုတဲ့အရာဘယ်တော့မှရှုံလို့ရခဲ့တဲ့အရာမဟုတ်ဘူးငါရှုံခဲ့တယ်ငါဒုက္ခရောက်နေတဲ့အချိန်မင်းကကြတော့မင်းကြောင့်အချစ်တဲ့ပြောပါနေတာသစ္စာမဲ့တဲ့သူတွေကိုပြောချင်ဖို့အတွက်လောကကြီးခွင့်ပြုလာတာကွာချစ်ပါတယ်ဆိုထပ်ထပ်ပြောသစ္စာရှိပါတယ်ဆိုပြောခဲ့တဲ့သူတွေကြီးပဲသစ္စာမဲ့တဲ့အခါကျတော့အဲ့ပြောရှင်ကငါအတွက်ရမယ်โอเคမော်ရဲရှုံးရှောက်တယ်ဟုတ်လားအဲ့နာဖြစ်နေတာကဗီလင်ဖြစ်နေတာကျွန်တော်တရုပ်ဆောင်ဖြစ်ချင်တာဗျမင်းတရုပ်ဆောင်ဖြစ်ဖို့အတွက်မင်းကောင်မလေးနဲ့လဲရမယ်ဆိုတော့မင်းလဲရမှာဘယ်တယောက်နဲ့လဲရမလဲဆရာโอเคကဲကိုညိုရဲ့ဟုတ်ဝဲလားဒီကဘယ်ကနေလဲရမလဲဘယ်တော့မှအွန်လိုင်းပေါ်ရောက်သွားမင်းနာပါနော်ရโอเค good luck ပါညိုဖြစ်နေပါနော်မင်္ဂလာပါတမီးနာမည်စုသိန်းတော်နေပါ sorry စုသိန်းတော်နေစုသိန်းတော်နေနေပါနေဟုတ်နာမည်အရင်လားပြောင်းထားတာဟာလားစုသိန်းတော်နေဆိုတော့ဘယ်သူပြောင်းပေးလိုက်တာဖုန်းတပါးပြောင်းပေးတာအဲ့နာမည်လေးဟုတ်ဆိုတော့အခုဒီမှာညီမကိုတို့ကအချိန်2မိနစ်ပေးတယ်အဲ့ဒီ2မိနစ်အတွင်းမှာညီမစိတ်ကူးပြင်ဆင်လာတဲ့သရုပ်ဆောင်မှုကိုတို့လုပ်ပြဟုတ်လား
မဟုတ်ဘူးအရှင်ဖေမဟုတ်ပါစေအဖေမတော်လေးမဟုတ်ပါစေအရှင်ဖေမဟုတ်ပါစေတော်လေးမဟုတ်ဘူးလောက်ပဲရတယ် โอเคအဲ့ဒီလောဖို့မှုသွင်းနေတော့လို့ထင်တာ မရပါဘူး အရင်တော့ဘာမှမလုပ်ဘူးပေါ့ ဟုတ်မလို့ဘူး အားဖြင့်ဝါသနာပါတာအတိမပြုပါတယ်ချပါနော် โอเค ဟုတ်လင်းလက်ခွန်ချိုပါရှင် လင်းလက်ခွန်ချူ ခွန်ချိုဟုတ် အဲ့တော့ကိုတို့ညီမကိုအချိန်2မိနစ်ပေးထားတယ်အဲ့အချိန်2မိနစ်အတွင်းမှာညီမပြင်ဆင်လာတဲ့တရုပ်ဆောင်မှုတစ်ခုခုကိုလုပ်ပြ ဟဲ့စောစောစီစီအိမ်ရှိမှာဘယ်သူကလာတောင်းကြတယ်ဟမ်ဘယ်ကလေးကောမလဲဩစိတ်ညစ်အောင်ဘာကိစ္စဟဲ့အမနေစကားရှင်းရှင်းလင်းလင်းပြောနော်အဲ့ပတ်စံငါချီရတာလားငါမေချီရတာလားငါမေချီတာငါမေစီသွားတောင်းလေဘာမှမလေးသေးအိမ်ရှိမှာလာပြီးတော့စောစောစီစီလာပြီးတောင်းကြနေရတယ်ဘာဟဲ့အမ你妈你还人哦？我比把他拼着当，别人家没拍多爷爷，顶上面多了，你搞我气得把你落了搞嘛耶？哎，啊，没哩，养没，喏，别我嘛拉养落，你弄点啥的我们变养变，把那看你来嘛？啊，我东头浪的，没哩路也这样修标啊，好啦，哎，对没？把嘞，那我东头的路得事情了。ရတယ်လားဘယ်မှအချိန်မရွေးပဲကောက်မငါကြောင့်သိစရာကောက်မလာလေလား โอเคပါ ချင်းမင်းကိုပါအသက်က20နှစ်ပါ ချင်းမင်းကို ဟုတ်ကဲ့ ချင်း ချင်းမင်းကို ချင်းမင်းကို ဟုတ် အဲ့တော့ဒီမှာညီလေးကိုကိုတို့ကအချိန်2မိနစ်ပေးထားတယ် ဟုတ် အဲ့2မိနစ်အတွင်းမှာမင်းစိတ်ကူးပြင်ဆင်လာတဲ့တရုပ်ဆောင်မှုတစ်ခုလုပ်ပြဟုတ်လား ကဲ့ပါမလိုက်ချင်တာဘာလို့တင်းခေါ်နေရလဲ ဟောပြန်လဲတော့ ကိုလန်းကိုသွားနေရပဲကိုလန်းကိုသွားနေရပဲအမြင်မတော်လို့ပြန်လှည့်လာဟာဟေးဝါဝဲငို့လို့မင်းရောက်ပဲသွားမလို့လေတော့လည်းမရှိလို့တော့ပြောနေနော်ဒီစကားတွေရိုးနေပြီမြောက်ဖားပြီးသားသိဆိုဒီချိန်လေးပေချိန်လေးရှိနေမှလဲဘလို့နေလေကွာကျေးဇူးတင်စကားတော့ပြောတင်တယ်မဟုတ်လားကျေးဇူးတင်စကားပြောရင်ငါကောင်းလို့ပြန်ခေါ်လိုက်မှာနော်ကျေးဇူးပါ โอเค so good luck ပါ အကောင်းပါစေ ဟုတ်ကဲ့ပါကျေးဇူးပါ ဟုတ်မင်္ဂ မင်္ဂ လာ လာ ပါ ပါ ဟုတ်မင်္ဂလာပါ တားနာမယ် ဟောပါတားနာမည်ကတော့သူရိမင်းခန့်ဖြစ်ပါတယ်ခင်ဗျ မင်းကပြန်တွေ့ ဟုတ် ဆိုတော့တရုပ်ဆောင်တာတွေပါတယ်ညာဘာမှမပြောခင် ဟုတ် ဒီပြိုင်ပွဲကိုမင်းဘယ်လိုယုံကြည်မှုနဲ့ငါပုံကြီးတွေ့နေတာနဲ့မင်းဘယ်လိုယုံကြည်မှုနဲ့လာတယ်လဲဆိုတာသိချင် ဟောဒီအစားတော့ကတော့ကျွန်တော်အမှန်တိုင်းပြောလို့ရှိရင်တော့ဒါမပြိုင်တော့လို့ဆုံးဖြတ်လိုက်တယ်ခင်ဗျဒါပေမဲ့လည်းဒီဟာတရုပ်ဆောင်ကကျွန်တော်အရန်ဝါသနာပါတယ်ဟိုငယ်ကလေးကလည်းဖြစ်ချင်တဲ့အတွက်ကြောင့်ရင်နောက်ပြတော့ဟိုနည်းနည်းလေးမျက်နှာပူရတယ်ပေါ့နော်တွေ့ရမှာဒါပေမဲ့လည်းဒီအနုပညာလောကတစ်ချိန်မဟုတ်တစ်ချိန်မှာပြန်တွေ့ရမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီအာတင်းပြီးတော့လာပြီးတော့ရှင်းပြနေတာပါခင်ဗျ ဒါတော့ကိုကဒီ judge လုပ်တဲ့အချိန်မှာတော့ဒီပွဲအပေါ်မှာမင်းရဲ့တရုပ်ဆောင်မှုကိုကြည့်မှာပါ ဟုတ်ကဲ့ဟုတ် personally တတ်ဆိုတော့မင်းကိုအချိန်2မိနစ်ပေးမယ် ဟုတ်ကဲ့ အဲ့ဒီ2မိနစ်အတွင်းမှာမင်းကြိုက်တာတရုပ်ဆောင်ဝင်ရှိ ဟုတ်ကဲ့ဟုတ် ဟေးဆန်းမင်းငါ့ကိုမချစ်ဘူးဆိုစကားနောက်တစ်ခါထပ်မပြောနဲ့ဝေးသားမင်းကဘာဖြစ်လို့ငါအမေလိုဆွဲမြင်မချစ်တတ်တာလဲငါအမေရချစ်တယ်ကမပြောင်းလဲကြမလဲမင်းကဘာဖြစ်လို့ပြောင်းလဲခဲ့ရလဲဟမ်ပြောစမ်းငါအမေရလေငါအမေရအချစ်ကိုအချမ်းကြမိုးထားတာငါနဲ့ငါအဖေရဲ့စိတ်ချမ်းသာမှုသူ့ရဲ့ပျော်ရွှင်မှုတွေအားလုံးကိုစတဲ့ပြီးတော့သူ့နဲ့မပေါင်းရရတယ်သူ့ရဲ့ငယ်ချစ်အောင်ပဲဆွဆွနဲ့ချစ်ခဲ့တာကွာမင်းကဘာဖြစ်လို့ငါ့ကိုချစ်ရလဲဟမ်ငါလေငါနေမျက်လုံးတွေကငါတို့ကျင်လာတဲ့ကျင်လာရှိတူငါပြန်လို့ကျင်နေမင်းပါစခါနေပြီးတော့ဟာချစ်တယ်ဆိုစကားပြန်ချနေတယ်ဝေးလားငါပြန်ချစ်ပြီးတော့
ဟုတ်ပြန်ချစ်ပြီးတော့ကွာ ကျေးဇူးများတင်ပါတယ် ဒီပါ တရုပ်ဆောင်တယောက်ဖြစ်ဖို့ဆိုတာတရုပ်ဆောင်ကောင်းတာတစ်ခုတည်းနဲ့မရဘူးပေါ့ ဟုတ် တရုပ်ဆောင်ကောင်းတာတစ်ခုတည်းကတော့ရတယ် ဟုတ် ဒါပေမဲ့ဒီလောကထဲမှာယက်တီဖို့ ဟုတ် ဆိုတာကကြတော့ ဟုတ် ဒီဟာတစ်ခုတည်းနဲ့မရဘူး ဟုတ်ကဲ့ သူသဖြင့်စကားပြောဆို ဟုတ် အနေထိုင် ဟုတ် အဲ့ဒါတွေပါအများကြီးလိုတယ် ဟုတ် မင်းရဲ့လုပ်ရတစ်ခုကဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေ ဟုတ် ရဲ့ဂုံတိတ်ခါဒီပွဲရဲ့ဂုံတိတ်ခါအများကြီးအကျိုးသက်ရောက်မှုရှိတယ် ဟုတ် ဆိုတော့လာရဲတာကိုတော့ချီးကျူးတယ် ဟုတ် သိမှပြုတယ် ဟုတ် နော် ဟုတ် ထပ်ပြီးတော့စူးစမ်းခြင်းစိတ်ရှိတာကိုလည်း appreciate လုပ်တယ် ဟုတ် အင်တာဗျူးပဲကြာစကားကိုဆင်ခြင်ပြီးပြောနော် ဟုတ်ဟုတ်ဟုတ် အခုကဘာတွေဖြေထားသေးလဲ ဘာမှဖြေတာကောဘာမှဖြေဘူး Okay okay ကဲကောင်းပါစေ